ရှုနာမနိုင်မင်္ဂလာပါဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျမတို့ပြန်လည်ဆုံတွေ့ရတယ်အားလုံးကို The Light Worship Center Indiana အသင်းတော်ကနေပြီးတော့ထပ်မံကြိုဆိုစကားပြောချင်ပါတယ်အရောက်တိုင်းကိုဖခင်ကအသစ်တမန်စကားပြောပါစေအာမင်ဟာလေလုယာပတ်တိုင်းမှာဘုရားသခင်နမိတ်လက္ခဏာလုပ်ပါတယ်ကျမတို့ဒီတစ်ပတ်ဆိုရင်ခုနကတော့ MC ပြောပြသွားတယ်လို့ပဲပေါ့နော်ကိုစံပီပါဆိုရင်လည်းဘုရားကသူ့ကိုအများကြီးကောင်းချီးပေးထားတာဖြစ်တယ်အဲ့တော့မပြောမနဲ့မနေနိုင်ဘူးပေါ့နော်အယံကျေးဇူးတင်တာဖြစ်တယ်အယံနှိမ့်ချတယ်ဘုရားသခင်ပေးထားတဲ့စုကျေးဇူးအရေးချင်းတွေအများကြီးရှိပေမဲ့သူကအမြဲတမ်းနှိမ့်ချစွာနဲ့ပါဝင်ပေးတာဖြစ်တယ်ဘာတစ်ခုမှအနှုတ်လက္ခဏာမရှိဘူးလာတဲ့အခါမှာတကယ်ပဲနော်တကယ်နှိမ့်ချခြင်းကိုကျမအရန်မြင်တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့အတွက်အရန်ကျေးဇူးတင်တယ်ကိုတိုင်အဖိုးခပေးပြီးတော့ပေါ့နော်ဖခင်နိုင်ငံတော်တက်ပါဝင်ပေးတာဖြစ်တယ်နောက်တစ်ခါလက်ခုပ်တီးပြီးတော့ဂုဏ်ပြုပေးရအောင်ဟာလေလုယာဆိုတော့ကျမတို့တည်တဲ့အတိုင်းပဲကျမတို့မိသားစုတွေကမိသားစုနေသေးတယ်ဒါကြောင့်မလို့ခန္ဓာအသီးသီးမှာအများကြီးစူးစမ်းနေသေးတယ်နော်မီဒီယာပိုင်းမှာလည်းကျမတို့အကူအညီတွေအများကြီးလိုအပ်ပါသေးတယ်ဆိုတာကိုလည်းဒီနေ့ကနေပြောပြချင်ပါတယ်မိတ်ဆွေတင်ဟာအင်ဒီယာနာတောမှာရှိနေတယ်တင်မှာအရေးချင်းတွေရှိတယ်စုကျေးဇူးတွေရှိတယ်ဘယ်မှတင်မသုံးသေးဘူးဆိုရင်ဘုရားရဲ့နိုင်ငံတော်မှာဘုရားနာမနဲ့အစေခံကြဖို့ရတဲ့ဖိတ်ခေါ်ချင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာခုနကတော့ကျမတို့ရဲ့ဆရာမရူဘီ MC ပြောတဲ့အတိုင်းပဲကျမတို့မိခင်အတင်းတော်မတူပေမဲ့ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကကျမတို့ခမဲတော်ကတူတာဖြစ်တော့ကြောင်းမို့လို့ဘုရားရဲ့နိုင်ငံတော်နိုးထဖို့ရန်အတွက်ဘလို့ကိုင်းကနလူမျိုးရေးမခွဲခြားဘဲနဲ့ကိုယ်မှာဘုရားသခင်ပေးတဲ့စုကျေးဇူးဆိုရင်အတူတကွလက်တွဲပြီးတော့အစေခံကြရအောင်လို့ဖိတ်ခေါ်ချင်တာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ခုနကတော့ worship ဦးဆောင်သွားတဲ့ခါမှာလည်းအရင်ခွန်အားရတယ်နေပဲအစ်စ်တဲ့သွားရအောင်တဲ့နော်နေနမိတ်အစ်စ်တဲ့သွားရအောင်တဲ့နော်ဆိုတော့အပတ်တိုင်းမှာကျမတို့ဘုရားရဲ့မေတ္တာတွေကျမတို့ဘုရားရဲ့ခွင့်လွှတ်ခြင်းတွေဘုရားအတွက်ကျမတို့အစေခံခြင်းတွေအပတ်တိုင်းမှာဘလို့ဝန်ခံရမလဲဆိုတော့ကျမတို့အမြဲတမ်းလို့ဒါလေးနဲ့ကျမတို့တွားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ဒီအရာကကျမတို့အတွက် foundation ဖြစ်တယ်ဒီအရာကျမတို့ဗတ္တမခြေလှမ်းဖြစ်တယ်။နော်ကျမတို့ဘုရားနောက်ကိုလိုက်တဲ့အခါမှာဘလို့နှိမ့်ချစွာပါဝင်မလဲဘလို့ဘုရားကိုယုံကြည်ရမလဲဘလို့ကျမတို့ကဘုရားရဲ့အထဲမှာဘလို့ဖြစ်ခြင်းမျိုးကိုဘုရားသခင်ပေးထားတယ်ဆိုတဲ့အရာကိုကျမတို့အပတ်တိုင်းမှာဒီဟာနဲ့ပဲကျမတို့ချီတက်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီနေ့မှာတကယ်ပဲကျမကအပြောင်းလေးတစ်ခုလေးနဲ့နေနမိတ်အသစ်တစ်ခုလေးရောက်ဖို့ရန်အတွက်ပြင်ဆင်လာတာဖြစ်တယ်ဟာလေလုယာဆိုတော့ဘုရားကဝိညာဉ်တော်ကဦးဆောင်တဲ့အခါမှာဒီနေ့ worship leader ကိုလည်းဘုရားတခင်ကတခြင်းအသစ်ကိုပေးတယ်အဲ့ဒီတခြင်းတီးဆိုလိုက်တဲ့ခါမှာတကယ်ပဲကျမတို့ကလေထုအသစ်တစ်ခုကိုရောက်သွားတယ်လို့ခံစားရဖြစ်တယ်ဟာလေလုယာလေထုနေပေထဲမှာဘုရားသခင်ပေးတဲ့ဝမ်းမြောက်ခြင်းဘုရားသခင်ပေးတဲ့ကျမတို့ရဲ့ဖြစ်ခြင်းကျမတို့ရဲ့ true identity နော်ဘုရားသခင်ကျမတို့ကိုပေးတဲ့အခွင့်အရေးတွေမျက်နှာသားတွေဘုရားပေးတဲ့ထူးခြားတဲ့အရာတွေအားလုံးကျမတို့အမြဲတမ်းဝန်ခံတယ်အခုဒီတစ်ပတ်မှာကျမတို့ကနေပေအသစ်တစ်ခုထဲမှာဝင်စားဖို့ဖြစ်တယ်ဟာလေလုယာနေရာအသစ်ခေါင်းစဉ်အသစ်နဲ့ဘုရားသခင်မျက်မှောက်တော်မှာကျမတို့တိုးဝင်ဖို့ဖြစ်တယ်ဆိုတော့ကျမအနေနဲ့ခေါင်းစဉ်ကThe power of giving hallelujah the power of giving ပေးကမ်းခြင်းထဲမှာတကိုးပါတာဖြစ်တယ် hallelujah ကျမတို့ဆုတောင်းတဲ့အခါမှာတကိုးဖြစ်စေပါနမိတ်လက္ခဏာဖြစ်စေပါကျမတို့အမြဲတမ်းဆုတောင်းတယ်ကျမကိုယ်တိုင်အမြဲတမ်းကိုရောရဲ့တကိုးကိုလိုအပ်တယ်ကိုရောရဲ့တကိုးကိုလိုအပ်တယ်ကျမအမြဲတမ်းဆုတောင်းတယ်ဒါပေမဲ့အဲ့ဒီတကိုးကဘယ်ကနေစီးထွက်စေလဲဆိုလို့ရှိရင်ဘုရားသခင်ကဒီလောကကိုသူ့ရဲ့တကိုးတော်သူ့ရဲ့ဖြစ်ခြင်းကိုစေလို့တဲ့အခါမှာသူ့ရဲ့ပေးကမ်းခြင်းနဲ့သူအစားပြုတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ကိုနိုင်ခတောင်မှတလောက် supernatural ထဲမှာရှိတဲ့ဒီ supernatural creator ကသူ့ရဲ့နမိတ်လက္ခဏာထင်ရှားစေခြင်းတဲ့အခါမှာသူ့ရဲ့ရှိခြင်းကိုထင်ရှားစေခိုင်းတဲ့အခါမှာသူ့ရဲ့ဘုန်းကိုထင်ရှားစေခိုင်းတဲ့အခါမှာ तू ဘာနဲ့လုပ်လဲဆိုရင် तू ပေးကမ်းခြင်းနဲ့ပဲစတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်ယုံကြည်သူတယောက်ချင်းစီတိုင်းမှာဘုရားသခင်ရဲ့ culture ဖြစ်တဲ့ပေးကမ်းခြင်းဆိုတာအများကြီးလိုအပ်တာဖြစ်တယ်အာမင်ဘာဖြစ်လို့ဘုရားသခင်ကိုယ်တိုင်ကပေးကမ်းခြင်းခါချာကိုသူကဦးထိပ်ထားတော့ဘုရားဖြစ်တော်ကြောင့်မို့သူ့ရဲ့သားသမီးတွေကိုသူနဲ့တူစေချင်တာဖြစ်တယ်ဟာလေလုယာသူနဲ့အတူဖြစ်စေချင်တာဖြစ်တယ်သူ့ရဲ့ကောင်းစားခြင်းထဲမှာကျမတို့ကိုရှိစေချင်တာဖြစ်တယ်သူ့ရဲ့ကြွယ်ဝခြင်းထဲမှာကျမတို့ကိုရှိစေချင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့သူ့ရဲ့နှလုံးသားဖြစ်တဲ့ပေးကမ်းခြင်းဆိုတဲ့ဒီ culture ဒီ heavenly culture ကိုကျမတို့ကိုပေးတာဖြစ်တယ်ဒါကျမတို့တယောက်ချင်းစီတိုင်းကပေးကမ်းခြင်းကိုတည်ဖို့လိုတာဖြစ်တယ်အာမင်ဟာအဲ့လိုပြောလို့ဒီနေ့ဆရာမပေးကမ်းခြင်းတင်ပြီဆိုတော့ကျွန်တော်တို့မပေးနေလို့လားမဟုတ်ပါဘူးဒီနေ့တစုံတယောက်တော့သူကြားဖို့လို့အဲ့လိုဘုရားသခင်နိုးဆော်တာဖြစ်တယ်ဟ
အာမင်တစုံတယောက်တော့သူဟာဒီနေ့ဒီပေးကမ်းခြင်းအပြင်သူ့ရဲ့ဘဝအချင်းချင်းသူ့ရဲ့ဘဝကနော် another level ကိုရောက်သွားဖို့ရဘုရားအကြံစီရှိတာဖြစ်တယ်ဘာလို့ဖြစ်မလဲကျွန်မမသိပါဘူးဝိညာဉ်တော်ကသိတာဖြစ်တယ်ဟာလေလုယာဆိုတော့နှုတ်ကပတ်တော်ကိုကျွန်မဖတ်ချင်တယ်ကျွန်မမီဒီယာ PowerPoint ကိုလည်းအပ်ထားတာရှိတယ်အဆင်ပြေမလားဆိုတော့ဟုတ်ကဲ့ပါကောရိန္သုစာဒုတိယဆောင်အခန်းကြီးကိုအငယ်6ပေါ့နော်ကျမတို့6ကနေပြီးတော့14တီနော်တခုချင်းကျမတို့ဖတ်သွားမယ်နော်အခန်းကြီးကိုအငယ်6ကနေပြီးတော့ကျမတို့14အထိကိုတခုချင်းစီအားလုံးဖတ်သွားမယ်အားလုံးဒီ PowerPoint မှာအယုံစိုက်ပေးပါအတူတကွဖတ်ရအောင်နော်ဒီနေ့တော့ငါဒီဤတို့ဆိုလိုဤအနေငယ်သောမျိုးစေ့ကျဲတော်သူသည်အနေငယ်သာရိတ်သိမ်းရမည်များစွာမျိုးစေ့ကျဲတော်သူသည်များစွာရိတ်သိမ်းရမည်လူသူဦးစီဒီနှမျောသောစိတ်ဖြင့်မဟုတ်မလွဲမရှောင်သောအားဖြင့်လည်းမဟုတ်ပဲမိမိစိတ်ထဲ၌ဆုံးဖြတ်ထားသည့်အတိုင်းပေးလူတင်၏အကြောင်းမူကားဘုရားသခင်သည်ကြည်ဖြူသောစိတ်ဖြင့်ပေးလူသောသူကိုနှစ်သက်တော်မူ၏next သင်တို့သည်အရာရာ၌အစဉ်အမြဲကျေနပ်သင်းသိမ်မှုအပြည့်အဝရှိ၍ကောင်းသောအမှုရာရှိသမျှတို့နှင့်ကြွယ်ဝပြည့်စုံမိအကြောင်းဖယားသခင်သည်အလုံးစုံသောကျေးဇူးတော်ကိုသင်တို့အပေါ်ကြွယ်ဝစွာချပေးရန်တတ်နိုင်တော်မူ၏ကိုအဲ့ဒါဟုတ်ပြီလားမျိုးကျေးတော်သူအားမျိုးစေ့ကိုပေး၍အစာအသွဲမုံကိုပေးတော်မူသောအရှင်သည်သင်တို့၏မျိုးစေ့ကိုလည်းပြင်ဆင်ပေး၍ပွားများစေကသင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာအသီးအပွင့်တို့ကိုတိုးပွားစေတော်မူလိမ့်မည်ထိုအခါသင်တို့သည်ရက်ရောစွာပေးကမ်းခြင်းအလုံးစုံတို့အတွက်အရာရာ၌ကြွယ်ဝပြည့်စုံသဖြင့်ထိုအမှုအရာသည်ငါတို့အားဖြင့်ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်စေ၏အဘယ်ကြောင့်ဆိုတော့ဤကူညီထောက်မှခြင်းအမှုသည်တန်ရှင်းသူတို့လိုအပ်သည့်အရာများကိုဖြည့်ဆည်းပေးသည့်တာမကဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုလည်းများစွာတိုးပွားစေ၏သူတို့သည်ခရစ်တော်၏ကောင်းမြတ်သောတည်င်းကိုဝန်ခံခြင်းအပြင်ဖြစ်လာသည့်သင်တို့၏နာခံမှုကို၎င်းသူတို့မှစ၍လူအပေါင်းတို့အားသင်တို့ရက်ရောစွာပေးကမ်းဝေမျှသောအမှုကို၎င်းထောက်၍ဤကူညီထောက်မှခြင်းအမှု၌ထင်ရှားသောတသက်အတွက်ဖယားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်ထို့ပင်သင်တို့အပေါ်တက်ရောက်သည့်ဘုရားသခင်၏ထူးကဲသောကျေးဇူးတော်ကြောင့်သူတို့သည်သင်တို့ကိုလွမ်းဆွလျက်သင်တို့အတွက်ဆုတောင်းပေးကြလိမ့်မည်ကျေးဇူးတင်ပါတယ်ဟာလေလုယာဘုရားရှင်ထူးကောင်းကြီးပေးပါစေအဲ့တော့နှုတ်ကပတ်တော်ကအရန်ရိုးရှင်းပါတယ်ဖတ်သွားတဲ့အခါမှာအရန်ပဲနားလည်ဖို့ရန်အတွက်ဘုရားသခင်ကပြင်ဆင်ပေးသားဖြစ်တယ်ဆိုတော့ကျမတို့လေ့လာတဲ့အခါမှာပေါ့နော်အခုတထေးတကြွေတွေကိုသူတို့ကိုဒါ interview လုပ်တဲ့ခါမှာသူတို့ကို research လုပ်တဲ့ခါမှာသူတို့ရဲ့ကြွယ်ဝခြင်းနဲ့ပတ်သက်ပြီးမှမေးခွန်းမေးတဲ့သူရှိတယ်အဲ့တော့ကြွယ်ဝတဲ့သူတွေကိုမေးခွန်းမေးလိုက်တဲ့ခါမှာတဲ့ဘယ်လိုအခြေအနေမျိုးမှာဒီကြွယ်ဝခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေမျိုးမှာသင်ကပိုဝမ်းမြောက်ခြင်းရှိပါသလဲပေါ့နော်အဲ့လိုပြောတဲ့ခါမှာသူတို့ရဲ့အဖြေကဘာလဲဆိုလို့ရှိရင်သူတို့ကြွယ်ဝတဲ့အတိုင်းတာကိုကြည့်ပြီးတော့သူတို့သုံးဖြုံးတဲ့အခါမှာသူတို့သူများထက်သုံးနိုင်ဖြုံးနိုင်တဲ့အခါမှာပိုပြောတယ်သူတို့မပြောဘူးသူတို့ပြောတာဘာလဲဆိုလို့ရှိရင်သူတပားကိုပေးကမ်းတဲ့နေရာမှာအရင်ထက်ပိုပေးနိုင်တဲ့အချိန်တိုင်းမှာပိုဝမ်းမြောက်တယ်လို့ဒီတထေးတကြွယ်တွေကဒါ research အနေနဲ့ကျမတို့လေ့လာသိရတာဖြစ်တယ်အဲ့တော့ပေးကမ်းခြင်းရဲ့အမြင့်ကဖယားသခင်ရဲ့စင်ကနေလာတာဖြစ်တယ်အာမင်အဲ့တော့ဖယားသခင်ကိုယ်တိုင်သူ့ရဲ့သားသမီးကိုဒီအပြစ်နုံထဲမှာနော်မကြည့်ရတော့တဲ့ခါမှာနောက်ဆုံးသူ့မှာတူးတီးတော့တဘာတီးတော့သားတော်ယေရှုကိုပေးပြီးတော့သူ့ရဲ့မေတ္တာကိုပြတဲ့ခါမှာသူအယမ်းကျေနပ်သွားတာဖြစ်တယ်ဟာလေလုယာအဲ့တော့သူအယမ်းရင်ခုန်တာဖြစ်တယ်ကျမတို့ဒီအခုဘုရားကိုယုံကြည်တဲ့သူတွေကိုဘုရားပြန်သိမ်းဆေးတဲ့ခါမှာသူ့အတွက်ကလုံးဝချမ်းထားလို့မရတဲ့တသက်အရာကသားတော်ယေရှုဘုရားဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနေ့ယုံကြည်သူတတ်တာထဲမှာလည်းပဲဒီနေ့ဝမ်းမြောက်ခြင်းရဖို့ရန်အတွက်လူဘဝထဲမှာတကယ်ပျော်ရွှင်ခြင်းရှိတဲ့အတ္တနော်အသက်ရှင်ရကြိုးနှက်လိုက်တာဆိုတဲ့ခံစားချက်မျိုးကဘယ်အချိန်မှကျမတို့ရမလဲဆိုလို့ရှိရင်ကျမတို့ဘေးကတဲ့အချိန်မှာဖြစ်တယ်ဟာလေလုယာ
ကျမတို့ပေးကမ်းတဲ့အချိန်မှာပေးလိုက်ခြင်းအပြင်ကျမတို့ဝမ်းမြောက်ခြင်းပီတိဟာဘာနဲ့မှလဲလို့မရဘူးဖြစ်တယ်မိတ်ဆွေတစုံတယောက်တင်ကူညီဘူးလားတစုံတယောက်ကတင်မျက်စိရှိမှဒုက္ခရောက်တဲ့ခါမှာတင်ကူညီဘူးလားတင်ကူညီလိုက်တဲ့အခါမှာပေးကမ်းခြင်းဆိုတာငွေကြီးတစ်မျိုးတည်းလည်းမဟုတ်ပါဘူးကိုယ့်ရဲ့အရေးချင်းတွေရှိတယ်ကိုယ့်ရဲ့ခွန်အားတွေရှိတယ်ကိုယ့်ရဲ့အချိန်တွေရှိတယ်ဟုတ်တယ်နော်ငွေကြေးလေးပါမယ်ကိုယ့်ရဲ့ခွန်အားလေးပါမယ်ကိုယ့်ရဲ့မှာရှိတဲ့အကြံဉာဏ်တွေ idea တွေဉာဏ်ပညာတွေပါမယ်နော်ကိုယ့်မှာရှိအချိန်လေးမျှပေးတာပါမယ်အဲ့တော့ဘလို့အချိန်နေမယ်ဖြစ်ဖြစ်ကျမတို့မျက်စိရှိမှာအခက်အခဲရှိတဲ့လူတယောက်ကြုံလာတဲ့ခါမှာကျမတို့ကူညီလိုက်တဲ့ခါမှာကျမတို့ငွေကြေးနဲ့ဝယ်လို့မရတဲ့ဝမ်းမြောက်ခြင်းမျိုးဟာအဲ့ဒီအချိန်မှာရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဘုရားသခင်ဘာပြောကျမတို့ကြံပိုက်မှာကျမ်းစာတစ်ပိုက်မှာဘာပြောလဲပေးကမ်းခြင်းဟာရယူတော်သူထက်ပိုပြီးတော့ကောင်းခြင်းရှိတာဖြစ်တယ်အသိပဲရှိတာဖြစ်တယ်မြင့်မြတ်တဲ့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့မှာကျမပြောချင်တယ်ကျမတို့လူသားတွေအနေနဲ့ကကျမတို့လူသားတွေအနေနဲ့ကကျမတို့ဘာကြားချင်လဲဆိုရင်ကိုယ့်အကြောင်းကိုကောင်းတာကိုပဲကြားချင်တယ်ကိုယ့်အကြောင်းကိုလေဟာအဲ့တောက်ငါ့ကိုဘယ်လိုပြောလဲအဲ့တောက်ငါနာမည်ခေါ်လိုက်တာကြားသလိုပဲအဲ့ဒါဆိုဘာပြောမလဲမသိအရန်ကြားချင်တယ်သူများသစုံတစ်ယောက်ကဒါပေမဲ့တင်ဟာပေးကမ်းတော်သူဖြစ်တယ်ဆိုလို့ရှိရင်တင်းရဲ့တည်င်းဟာပြန့်နှံ့သွားမယ်တင်းရဲ့တည်င်းဟာမွေးကြိုင်လာမယ်လို့ပြောတယ်ခုနကကျွန်တော်တို့ဖတ်တဲ့ထဲမှာပါပါတယ်နောက်ဆုံးပိုင်းမှာပါတယ်နော်တင်တို့ရဲ့နော်တက်သေးအားဖြင့်ငါတို့ပြန်လွမ်းဆွနေမယ်တဲ့လွမ်းဆွရင်းနဲ့ဆုတောင်းနေမယ်လွမ်းဆွရင်းနဲ့ကျေးဇူးတော်ချီးမွမ်းနေမယ်လူတယောက်နဲ့ခင်မင်ရင်းနေပြီးတော့အတူတကွလက်သွဲကြတဲ့ခါမှာအဲ့ဒီလူတယောက်ကိုနှမျောလိုက်တာကသူနဲ့လမ်းခွဲရတယ်ဆိုတဲ့အရာမျိုးဟာငါသူ့ရဲ့တည်င်းကိုနော်ပြောချင်လိုက်တာဆိုတဲ့အရာမျိုးအဲ့ဒါကဘယ်အချိန်မှာဖြစ်စေလဲဆိုလို့ရှိရင်တင်ပေးကမ်းတဲ့အခါမှာတင်ဟာပေးကမ်းတော့သူဖြစ်ဖို့တင်ဆုံးဖြတ်တဲ့အခါမှာတင်စတင်ပြီးပေးကမ်းတက်လာတဲ့အခါမှာတင်ရဲ့တည်င်းကမွေးကြိုင်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဟာအဲ့တယောက်ငါ့ကိုတည်င်းဆိုတဲ့အရန်ပြောတယ်အဲ့တယောက်ငါ့ကိုမကောင်းကြောင်းတဲ့အရန်ပြောတယ်အဲ့တယောက်ငါ့ကိုဒီလိုမျိုးအနှုတ်လက္ခဏာအရန်ပြောတယ်မိတ်ဆွေအဲ့ဒါကိုပြောင်းပြန်လှန်လိုက်ဖို့တိတ်မှာအခွင့်အာဏာရှိတာဖြစ်တယ်ဟာလေလုယာလူတယောက်တင်းရဲ့တည်င်းအမွေးကြိုင်ကိုပြောစေဖို့ရန်တိတ်မှာအခွင့်အာဏာရှိတာဖြစ်တယ်အဲ့ဒါဘယ်လိုလုပ်ချင်းလဲတင်းဟာပေးကမ်းခြင်းအပြင်ခြေလန်းလန်းမှာဖြစ်တယ်ဟာလေလုယာတင်းအထဲမှာဘာရှိလဲဆိုတော့တဲ့ကိုကပေးကမ်းတဲ့ခါမှာရှိတဲ့အရာတွေကနေပဲမဟုတ်ဘဲနဲ့မရှိတော့ငါဘာပေးမလဲကိုနဲ့ဆက်ဆိုင်တဲ့သူတယောက်ကကိုကိုမကောင်းချောင်းပြောတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့လဲကောင်းတဲ့တည်င်းတွေမွေးကြိုင်လာဖို့ရတဲ့နှုတ်ကပတ်တော်မှာတသက်ရှိပြီးသားဖြစ်တယ်အဲ့တော့တစုံတယောက်ကလိုအပ်နေတဲ့အချိန်မှာလိုအပ်တဲ့အရာဘာရှိလဲလို့ကိုယ့်ရဲ့ mindset ထဲမှာရိုက်သွင်းထားတယ်ဆိုလို့ရှိရင်နေထိုင်နေတော့ကျမတို့ပေးကမ်းပြီးမှလည်းအကောင်းကြီးမဖြစ်ပါဘူးဒါပေမဲ့လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့အရာကိုကူညီတတ်ခြင်းအာမင်ကျမအဲ့ဒါကိုဆင်ခြင်တဲ့ကမှာကျမတို့Virginia မှာနေခဲ့တော့ဆိုရင်မတော်တဆပေါ့နော် GPS ခုပြကြောင်ဘာအကြောင်းမျိုးကြောင့်အဲ့ဒီဆောက်ဆိုင်ဘက်ကိုရောက်သွားလို့ရှိရင်အမြဲတမ်းထိုးဂိတ်ပေးရတယ်ထိုးပေးရတယ်နော်ထိုးပေးရတဲ့ခါမှာပြား60လားမသိပေးရတယ်90ပြား90ပေးရအဲ့ဒီဘက်ချမ်းကိုရောက်ပြီးဆိုရင်လေကျမတို့ထိုးပေးကိုပေးရတယ်အဲ့နဲ့တခါတလေမှာအကျွေးစိတ်တွေမရှိတော့$တန်ပေးမယူချင်အကျွေးမယူချင်ခါကျမတခါကျရင်အကျွေးတွေကအကုန်လုံးပုံထည့်လိုက်မှပြန်မအမ်းတာတို့တွေနော်အဲ့ဒါမှကျမပြန်ကြည့်လိုက်တာဟာပေးလိုက်တဲ့ခါမှာတပြားတစ်စီးမှကြာဖရားရဲ့နိုင်ငံတော်မှာရေတစ်ခွက်ပေးနေတာမှအကျိုးမရုပ်ဘူးပြောတယ်နော်အဲ့တော့ကျမတို့ကပေးလိုက်တဲ့ခါမှာဟာတန်ဖိုးမရှိသူတို့ပေးလိုက်တယ်ပြီမဲ့ကို့အတွက်တစ်ခါတည်းမှာခက်ခဲတဲ့ခါအရန်တန်ဖိုးရှိတယ်လမ်းဘေးကအကျွေးစီထဲဖို့တော့နော်အဲ့တော့ဒီမှာသူတို့လိုအပ်တာကပြား90ပဲလိုအပ်တယ်ကိုကအများကြီးထည့်လိုက်တယ်ကျမဘာကိုသွားစဉ်းစားမိလဲဆိုတော့မလိုအပ်တဲ့သူကိုမလိုအပ်တဲ့နေရာမှာရှောက်ပေးခြင်းထက်ဟောနော်နိုင်ငံတော်ကကြွယ်ဝပြီးသားလေဟုတ်တယ်မလားမလိုအပ်တဲ့သူကမလိုအပ်တဲ့အချိန်မှာကိုကပေးချင်တာပဲမို့လို့ကိုကအကြွေပဲများနေတာမို့လို့ကိုမှရှိအပိုရှိလို့ပဲဖြစ်ဖြစ်ကိုမလိုအပ်တော့ပဲဖြစ်ဖြစ်ပေးတာကအဲ့ဒါတကန္တာဒါပေမဲ့တစုံတယောက်ကတခုခုလိုအပ်ပြီးဆိုလို့ရှိရင်ပေးဖို့ဆုံးဖြတ်တဲ့သူကတကယ်မွေးကြံတော့တဲ့တင်းကိုပြည့်နှံ့ခံရမှာဖြစ်တယ်ဟာလေလုယာအဲ့ကြောင့်ပေးကမ်းတော်သူကားတဲ့အမြဲတမ်းဝမ်းမြောက်ခြင်းရှိတယ်တဲ့အခုကျွန်မအဲ့ဒါကို research လုပ်တဲ့အခါမှာပေးကမ်းတဲ့အခါမှာဘာဖြစ်တတ်လဲဆိုလို့ရှိရင်ပေးကမ်းတဲ့အခါမှာဝမ်းနည်းစရာကောင်းတဲ့ဒီ emotion တွေကအတကုံရော့ကျသွားတယ်တဲ့ဝမ်းနည်းစရာတွေရော့ကျသွားတယ်နောက်တစ်ခုကပေးကမ်းတော်သူကားတဲ့ကောင်းတဲ့ community တစ်ခုကိုတည်ဆောက်နိုင်တယ်တဲ့ကောင်းသော community တစ်ခုကိုတည်ဆောက်နိုင်တယ်
community တစ်ခုကိုတည်ဆောက်မယ်ပျော်ရွှင်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ခုလုပ်မယ်နော်ဝမ်းမြောက်စရာကောင်းတဲ့အရာတစ်ခုကိုကျွန်တော်တို့ဝိုင်းဖွဲ့မယ်တခါတည်းကျရင်ကျွန်တော်တို့အရင်အထီးကျန်တယ်လीနော်သူများတွေ live ကြည့်လိုက်တာဆွေမျိုးတွေဆုံးလို့နော်တငယ်ချင်းတွေဆုံးဖို့ပျော်ကြတာဒါပေမဲ့ငါတို့မှအထီးကျန်လိုက်တာအရင်အထီးကျန်တာပဲဒီနေ့သင်ဟာပေးကမ်းတော်သူဖြစ်တယ်ဆိုလို့ရှိရင်တင်းရဲ့အချိန်ပေးခြင်းဟာလေလုယာတင်းရဲ့အချိန်ပေးခြင်းတင်းရဲ့ငွေကြီးအဖို့ကပေးခြင်းအပြင်တင်းဟာပျော်ရွှင်စရာကောင်းသောအဖွဲ့တစ်ခုကိုတင်းလှုပ်ဆောင်နိုင်တာဖြစ်တယ်ဟာလေလုယာအဲ့တော့အခုကျွန်တော်တို့ဖခင်ရဲ့နိုင်ငံတော်မှာဖခင်ကြောင့်တစ်ခုကျွန်တော်တို့စမယ်โอเคဖခင်ကြောင့်တစ်ခုစမယ်ဆိုလို့ရှိရင်ကျွန်မကโอเคကျွန်မ the light worship center Indiana အတင်းတော်မှာကျွန်မ pastor လုပ်မယ်โอเคဘယ်သူတွေဘယ်လောက်ထည့်မလဲဂီတာဝယ်ရအောင်မိုက်ဝယ်ရအောင်ဆောင်းပေါက်ဝယ်ရအောင်ကျွန်တော်တို့အဲ့လိုနဲ့စလို့မရဘူးတကယ်တင်တာတခုခုကိုတင်လှုပ်ဆောင်တော့မယ်တင်တခုခုကိုဒီကောင်းကြီးဖြစ်စေဖို့ရန်တင်လှုပ်မယ်ဆိုလို့ရှိရင်တင်ကအကုန်လုံးပြန်ပေးရတာဖြစ်တယ်တင်ချဲမှာရှိသမျှအကုန်လုံးပေးရတာဖြစ်တယ်အဲ့တော့တချို့တို့အရန်လွယ်တယ်ဟာငါတို့ပတ်စံအများကြီးရှင်ငါတို့မီလီယံနာဖြစ်တယ်ငါတို့လှုပ်လို့ရမရဘူးငွေကြီးတစ်ခုထဲနဲ့လည်းမလုံလောက်ပြန်ဘူးစိတ်နှလုံးပါတိုးလောက်ရတာဖြစ်တယ်အကျဉ်းရခွန်အားအကုန်ထဲရတာဖြစ်တယ်ဟာလေလုယာတခါတည်းမှာပြောချင်တဲ့စကားလုံးထိချုပ်တဲ့ချိန်ထိကျွန်တော်တို့ပါရတာဖြစ်တယ်ဟာလေလုယာပြောချင်တယ်လို့ပြောမယ်ဆိုချင်တယ်လို့ဆိုမယ်ဝန်ခံတယ်လို့ဝန်မယ်လုံးလုံးမရဘူးအကုန်လုံးကိုဖခင်ကိုပေးလိုက်ရတာဖြစ်တယ်အဲ့တော့အဲ့ဒီနှလုံးသားနဲ့ဖခင်ကိုပေးလိုက်တဲ့အခါမှာသင်ဟာထူးခြားတော့သူဖြစ်လာတယ်ဟာလေလုယာသင်ဟာထူးခြားတော့သူဖြစ်လာတယ်သင်ကတကယ်ပဲသူများနဲ့မတူညီပဲနဲ့သင်ဟာအနာဂတ် level ကိုရောက်နေတော့သူဖြစ်တယ်ဒီနေ့အာဗြဟံကတခါမှသူ့ရှိမှမကြားဘူးတဲ့အရာဘာလုပ်လဲမေလခိဇေဒက်ကို तू ကဆယ်ဖို့တဖို့ရှိသမျှကို तू လှူလိုက်တဲ့ခါမှာ तू ကနေပြီးတော့သူကနေပြီးတော့ဘုရားသခင်အယံသဘောကျတယ်အယံသဘောကျတဲ့ခါမှာဒီဆယ်ဖို့တဖို့အားဖြင့်ဘုရားသခင်ငါဒီလောကသားတွေကိုငါကောင်းချီးပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဘုရားသခင်ချလိုက်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ပညာအားဖြင့်ကျမတို့ကပေးကမ်းတာမဟုတ်အခုဆယ်ဖို့တဖို့နဲ့ပတ်သက်လာမယ်ဆိုလို့ရှိရင်ဝင်လာသမျှအရာအလုံးကိုစေဖို့တဖို့ဖြတ်ပြီးတော့ဖခင်နိုင်ငံကိုပေးတာဒါကဖခင်တခင်ကကျမတို့ကိုဒီပညာအနေနဲ့ပေးခိုင်းတာမဟုတ်ပါဒါပေမဲ့ဖခင်တခင်ကကျမတို့ကိုကောင်းချီးပေးခြင်းတဲ့အခါမှာဒီနီးလန်းကိုတုံးတာဖြစ်တယ်ဟာလေလုယာအဲ့တော့အာဗြဟံရဲ့ဆုံးဖြတ်ချက်အရာသူရဲ့စေဖို့တဖို့ရှိတဲ့အရာကိုမေလခိဇေဒက်ကိုဒီကဟေဘရဟိမေလခိဇေဒက်ကိုပေးလိုက်တဲ့အခါမှာဖခင်တခင်ကဒီအရာကိုရန်တဘောကြတဲ့အခါမှာမာလခိ3:30မှာရောက်လာတဲ့အခါမှာပြောတယ်ကျမတို့အဲ့ဒါကိုဖတ်ရအောင်နော်မာလခိ3:30နော်မာလခိအနာဂတိကျမ်း3:30မှာငါအိမ်တော်၌စားစရာရှိနေစေရန်စေဖို့တဖို့ရှိသမျှကိုဘာနာတိုက်ထဲတို့ယူဆောင်လာကြလော့ငါဒီကောင်းကင်တကားကိုဖွင့်၍နေရလမ်းမကြံသည့်တိုင်အောင်ကောင်းကြီးမင်္ဂလာသုံးလောင်းမင်မသုံးလောင်းမီကိုဤနည်းဖြင့်ငါကိုစမ်းသက်ကြလော့ဟုကောင်းကင်ဘိုးခြေရှင်ထာဝရဘုရားမိန့်တော်မူ၏တဲ့ဟုတ်တယ်နော်ဘုရားကစေဖို့တဖို့မထည့်ရင်အခုအရန်ခေတ်စားတဲ့အခုတလုံးစေဖို့တဖို့ထဲတာကဲတင်ချင်းဆုံးရှုံးလားမဆုံးရှုံးဘူးလားဆိုတော့ခေါင်းစဉ်တစ်ခုလေးနဲ့ကျမတို့အရန်လေးစားရတဲ့ကျမတို့လီဆူလူမျိုးအဆိုတော့တကယ် musician တယောက်ကအဲ့ဒီခေါင်းစဉ်နဲ့စေဖို့တဖို့ထဲတာနဲ့စေဖို့တဖို့မထည့်ရင်ကဲတင်ချင်းဆုံးရှုံးသလားဆိုပြီးမှသူအဲ့ဒါလုပ်တဲ့ကလူတွေကအကုန်အောက်မှာ follower လုပ်ကြကြည့်ကြအရန်အခုဒီတစ်ပတ်အတွင်းမှာအရန်ရေပန်းစားဟာကျမလည်းဒီဆရာဘယ်လိုများပြောမလဲဝအရန်စိတ်ဝင်စားသွားတယ်အဲ့ဒါနဲ့ဟာစေဖို့တဖို့မထည့်ရင်ဒီကေတီဆုံးရှုံးတယ်ဆိုတော့ပထမအပိုင်းသူလှုပ်လိုက်တယ်အဲ့ဒါနဲ့ဘယ်လိုဖြစ်တာလဲကိုဆရာတွေပေါ့နော်အဲ့ဒါနဲ့နောက်ပိုင်းမှာဒုတိယအပိုင်းပြန်လာတဲ့ခါမှာအဲ့လိုမဟုတ်ပြန်ဖြစ်သွားတယ်ဆိုတော့တကယ်တော့ပေးကမ်းခြင်းဆိုတာတချို့တော့သူတွေအတွက်ကတော့အရန်ခက်ခဲပြီမဲ့တချို့တော့သူကပေးကမ်းတော့သူဖြစ်တယ်ဒီမှာကျမတို့ဒီဘုရားသားသမီးတွေကိုဘုရားသခင်ပေးခြင်းတဲ့အရာကဒီဟာပိတ်လိုက်လို့ရပြီနော်ဒီကျမ်းပိုက်လေးကျေးဇူးပြုလူလည်းမရှိတော့ဆိုတော့မာလခိ3:30မှာဘုရားသခင်ကကောင်းကြီးမင်္ဂလာရှိသမျှတကားကိုအကုန်စင်တွန်းလောင်းမယ်မတွန်းလောင်းမယ်ဆိုတာကိုငါ့ကိုစမ်းသပ်ကြပါလို့ပြောတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဘုရားကိုယ်တိုင်ပြောတဲ့စကားဘုရားကိုယ်တိုင်မိန့်တော်မူတယ်လို့ပြောတဲ့ဘုရားဟာလေလုယာအဲ့တော့ဘုရားရဲ့ဂတိတော်ကပေးကမ်းခြင်းနဲ့သူ့ကိုသူ့ရဲ့ကောင်းကြီးသူ့ရဲ့ထင်ရှားခြင်းသူ့ရဲ့တကိုးကိုစမ်းခိုင်းတာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာထဲမှာတခါတလေမှာကျမတို့ပေးလိုက်ရင်မလုံလောက်ပဲနေမယ်ငါ
ပေးနေကြနဲ့ငါပေးနေကြတပတ်ကိုနည်းနည်းတလောက်မြပြီးငါပေးတဲ့ຢာနဲ့စေဖို့ကနော်တဘို့လုံးငါဖယ်လိုက်ရင်ငါမလောက်ပဲနေမလားစိုးရင်စရာရှိတယ်စိတ်ပူစရာရှိတယ်ဒါပေမဲ့ဖယားသခင်ကသူတာဝန်ယူတယ်အာမင်သူကမိန်တော်မူပြီးဆိုရင်သူတာဝန်ယူတာဖြစ်တယ်အဲ့တော့စေဖို့တဖို့နဲ့ဖယားသခင်ကိုစမ်းလို့ရဖယားသခင်ကိုတခြားနည်းနဲ့စမ်းခွင့်ဖယားမပေးဘူးတခြားနည်းနဲ့ဖယားသခင်ကိုစမ်းတက်ခွင့်မပေးပါဘူးဒါပေမဲ့စေဖို့တဖို့အားဖြင့်ဖယားသခင်ရဲ့တကိုးကိုစမ်းခိုင်းတာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့ယုံကြည်သူတွေတက်တာထဲမှာဖယားသခင်ရဲ့ပေးတဲ့ကောင်းခြင်းမင်္ဂလာโอเคအခုအမေရိကမှာဇနီးမယား2ယောက်လုံးလုပ်တယ်။အိုးမိမရဲ့လက်ခနဲ့စေဖို့တဖို့ပေးရင်လုံလောက်ပြီ။ဒါမိသားစုတွေလုံလောက်ပြီ။အိုးโอเคမဟုတ်ဘူး။ဒီဘက်မှာတိုင်ကဟာအမျိုးသားရဲ့လက်ခနဲ့စေဖို့တဖို့ပေးရင်လုံလောက်ပြီ။ကျမတို့အဲ့လိုတွေးတတ်တယ်။ဒါပေမဲ့ဖယားသခင်ကကျမတို့ကိုမြင်တော့ဖယားဖြစ်တယ်။သူကကျမတို့ကိုနော်ဖယားရဲ့နိုင်ငံမှာစင်းရဲလို့နော်ဖယားရဲ့နိုင်ငံမှာဖယားเจ้าနေစင်းရဲလို့ပေးခိုင်းတာမဟုတ်ဘဲနဲ့ကျမတို့ကိုကြွယ်ဝစေခြင်းလို့ဒီနည်းတကားကိုဖွင့်လာပေးတယ်။စေဖို့တဖို့ဆိုကျမတို့စိတ်နှလုံးကိုစမ်းသပ်ခြင်းပဲဖြစ်တယ်။ဟာလေလုယာ။ကျမတို့ရဲ့စိတ်ကိုစမ်းသပ်ခြင်းပဲဖြစ်တယ်။ကျမတို့တလမှာလင်မယား2ယောက်အလုပ်လုပ်တဲ့ခါမှာတလကို3000နဲ့5000ကြားရတဲ့ထားအဲ့ဒီ3000နဲ့5000ကြားရတဲ့ကြားထဲမှာကိုယ့်ရဲ့ဘေတွေက6000လောက်ရှိနေတယ်ထားပေးလိုက်မယ်ဆိုလို့ရှိရင်လုံးဝလောက်မှာမဟုတ်ဘူးဒါပေမဲ့မိတ်ဆွေအကယ်၍တင်အဲ့လိုအခြေအနေကြုံနေတယ်ဆိုတင်စမ်းမှာဖယားသခင်ကိုစမ်းရမယ်ဖယားသခင်ကနမိတ်လက္ခဏာထင်ရှားလာမယ်အရင်တော့ကျမတို့2019လောက်မှာကျမမလုံလောက်တဲ့ကြားကနေပြီးတော့လုံးဝမလုံလောက်တဲ့အချိန်မှာလုံးဝမလုံလောက်နေတဲ့အချိန်တော့ကျမစေဖို့တဖို့နဲ့ဒီဖယားရဲ့နိုင်ငံတော်မှာပါဝင်ဖို့ရန်အတွက်အဲ့နှုတ်ကပတ်တော်နားထောင်တဲ့ခါမှာဟာကျမတလောက်ရုန်းကန်တာတလောက်မလောက်ဖြစ်တာဘလောက်တော့ဖြစ်တယ်ပေးကမယ်ကွာဆိုမှကျမဒူးထောက်လိုက်ပြီးတော့ကိုဒီကိုကျမခေါ်တယ်ကျမတို့လင်မယား2ယောက်ဒူးထောက်လိုက်တယ်ဒူးထောက်လိုက်ပြီးတော့စေဖို့တဖို့ကိုလည်းမှန်မယ်ကိုဖို့တဖို့ကိုလည်းမှန်အောင်ထည့်မယ်ဆိုပြီးတော့ကျမတို့2ယောက်ဒူးထောက်ပြီးတော့အဲ့ဒီမလောက်တဲ့ကြားထဲနဲ့ထုတ်ပြီးတော့ကျမတို့အဲ့ဒီပတ်စံကိုအလူငွေကိုကင်ထားပြီးတော့ဆုတောင်းတဲ့2ယောက်စလုံးဆုတောင်းလိုက်တဲ့ခါမှာတိတ်မကြောက်ဖြစ်လာစေတာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျမတို့အခက်ခဲတယ်မလုံလောက်ဘူးလို့သင်ခံစားတယ်ဆိုလို့ရှိရင်ပေးကမ်းခြင်းနဲ့သင်ဖယားသခင်ကိုစမ်းသပ်လိုက်ပါပေးကမ်းခြင်းနဲ့ဖယားရဲ့တကူတော်ကိုသင်မျှော်လင့်လိုက်ပါသင်ရဲ့မိသားစုနဲ့ breakthrough ဖြစ်လာမှာဖြစ်တယ်ဟာလေလုယာအခုကျမတို့လေ့လာတဲ့ဒီမှာဒီလုပ်ငန်းပိုင်ရှင်ဖြစ်တယ်နော်နှစ်200ကျော်မကအသက်ရှင်ကြာလာခဲ့တဲ့ဒီ Colgate ပိုင်ရှင်နော် William Colgate ကသူကအင်္ဂလန်ကနေလာတယ်နော်လာပြီးမှဒီနယူးယောက်မှာသူအလုပ်လာလုပ်မဲ့ဆိုပြီးသူ business နဲ့သူလုပ်မဲ့ဆိုယူပိုင်ုံရှိတဲ့ခါမှာသူကစပြီးသူ business လုပ်တယ်ဒီတွားတိုက်စေကုမ္ပဏီကိုသူစ run တဲ့ခါမှာစလုပ်တဲ့ခါမှာသူ့ကိုလူတစ်ယောက်ကတုံတင်ပေးတယ်နေအဲ့ဒီလုပ်ငန်းလုပ်ရင်တင်လုံးဝအောင်မြင်မယ်ဒါပေမဲ့နေလုံးဝဖယားကိုမမေ့နဲ့ဘာဖြစ်လို့နေဒီအရေးချင်းဒီထောက်ပံ့ခြင်းဒီအရာကဖယားစီကပဲလာတာဖြစ်တော့ကြောင့်နေစေဖို့ပေးဖို့မမေ့နဲ့နော်လို့သူလုပ်ငန်းမစခင်ကတည်းကလူတစ်စုံတယောက်ကသူ့ကိုနားချပေးလိုက်တဲ့ခါမှာသူတကယ်လည်းဝင်လာတဲ့ဝင်ငွေကိုစေဖို့သူပေးတယ်စေဖို့ပေးရင်သူ့လုပ်ငန်းအရန်အောင်မြင်လာတယ်အောင်မြင်တဲ့ခါမှာသူကဘာလုပ်လဲဆိုဖယားကိုသူပို့စမ်းတယ်နောက်တော့20ကိုသူပြန်ပေး20%ကိုသူပြန်ပေးတာဖြစ်တယ်အဲ့လိုနဲ့30%သူပြတာတိုးလာပြီးတော့သူက90%ရာခိုင်နှုန်းထိဘုရားကိုပေးတဲ့သူဖြစ်လာတယ်။နောက်ပိုင်းမှာသူကဒီ ministry ကြီးကိုပံ့ပိုးတော့အဓိက support ကြီးတယောက်လည်းဖြစ်လာတယ်။ကဘာတဝန်းလုံးမှာအောင်မြင်ဆုံးတော့ခေါက်ကိတ်သွားတဲ့စေကိုနေပြသူဖြစ်လာတယ်။ hallelujah ဘုရားသခင်ကကျမတို့ကိုပေးကမ်းပါလို့တုံတင်တဲ့အခါမှာကျမတို့ကိုမလောက်မငါနဲ့ဆင်းရဲသွားဖို့ကြံစီရှိတာမဟုတ်ဘူး။ကျမတို့ကိုသူ့ရဲ့ကောင်းကင်တကားတွေကိုဖွင့်ပေးခြင်းလို့ကျမတို့ကိုဒီစိတ်နှလုံးကိုစမ်းသပ်တာဖြစ်တယ်။ဟာလေလုယာအဲ့တော့9000ရတဲ့ဝင်ငွေဘိုးကနေပြီးတော့1000ဝင်ငွေရလာတဲ့ခါမှာငါအလူငွေ1000ကနန်းပေးစေဖို့တဖို့1000ကနန်းတိုက်ကနေထုတ်တဲ့အခါ1000ကျော်ရော့သွားတယ်ဟာဆိုပြီးတော့မင်းစိတ်ဖြစ်သွားတယ်ကျမကိုယ်လည်းဖြစ်သွားတယ်ကျမပြောပြမယ်နော်စေဖို့တဖို့ပေးတဲ့ခါမှာကျမဒီနေ့ကိုတွေ့ပြောမယ်ကိုတွေ့ကိုကျမပြောမယ်ခုနကျမပြောတယ်နော်စေဖို့တဖို့နဲ့ကိုတဖို့ကိုကျမတို့မလောက်တဲ့ကြားတွေကနေကျမထည့်လိုက်တဲ့ခါမှာအဲ့ဒီလကပိုးရှန်တယ်ဟာလေလုယာအဲ့ဒီလမလောက်ဘူးဆိုတော့ကိုမခံစားရအောင်အဲ့လိုစပေးတဲ့လကနေစပြီးမှဟာဘယ်ဟာတုံးပို့ပြီးတော့ပိုးနေလို့ဖြစ်တယ်အစားတော့ဝင်ရေကြီးတဲ့တာမှာထည့်ထားရင်လည်းပဲစားလို့တောက်လို့မကုန်ဘူးလို့ခံစား
ရတယ်အခုလည်းပဲဟာဘာလို့လာတော့တာပဲဟာလေလုယာတကယ်ကိုပဲခံစားနေတာမဟုတ်ဘူးတကယ်ကောင်းချီးမင်္ဂလာဖြစ်တယ်ပေးလိုက်တဲ့အခါမှာကျမတို့ကိုဘုရားသခင်သူ့ရဲ့ဂရုတော်ကကျမတို့ကိုဆုပ်ယုပ်သွားဖို့ပေးကမ်းခြင်းလုပ်ခိုင်းတာမဟုတ်တော့တေချာပေါက်ကိုကျမတို့ကိုတကယ်လက်တွေ့ခံစားစေတယ်တကယ်ခံစားစေတယ်နော်မိတ်ဆွေခါတိုင်းမှာမလိုအပ်တဲ့ငွေကြီးတွေကုန်တယ်မလိုအပ်တဲ့ငွေတွေဘယ်ပြောက်သွားလဲမသိဘူးတခါတလေမှာဘဏ်ကပတ်စံတွေခိုးခံရတယ်တခါတလေမှာဈေးဝယ်ရင်းနဲ့